သူတို့အားလုံးပဲမင်္ဂလာပါရှင်။ Bayan Costa YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြစ်ရမှန်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်ဆွဲလန်းတစ်စိတ်ဆိုတဲ့ပရာလောကဇလံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလံကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဗီဒီယိုလေးတွေဒီတိုင်းမှာလည်းပရိသတ်ကြီးသိရှိဖို့အတွက်လိုဒီပဲခေါင်းလောင်းလေးကိုနေပေးသားချဖို့မမေ့ပါနဲ့နော်။ကဲဒါဆိုရင်တော့ဇလံကိုခုပဲစတင်လိုက်ပါတော့မယ်။ညရင်မောင်ရင်ကအမြဲတမ်းတွင်တွဲနေတဲ့အရာနှစ်ခုပါ။ညယောက်ျားနဲ့အမောင်တွေကလည်းလောကကြီးတဲ့ကိုတစားတစားချင်းချင်းဝင်ရောက်လာကြတယ်။ပြီးတော့ညကဘာကြီးတစ်ခုလုံးကိုပိမ့်မှောင်မဲနေအောင်လုပ်ပြလိုက်တယ်။ညကာလာကိုရောက်တာနဲ့ထိတ်လန့်စရာအမောင်တွေကြီးစိုးလာတယ်။လောကကြီးကတိတ်ဆိတ်ပြီးတော့ပဝင်းချင်းကလည်း၆ဆန်းစရာကောင်းလောက်အောင်ငြိမ်းချသွားတယ်။လူတွေရဲ့ရင်ထဲကိုအားငယ်ခြင်းနဲ့အကြောက်တရားတွေကိန်းအောင်ခိုးဝင်လာတယ်။ထိုအချိန်မှာပဲနာနာဘဝသစေတရေတွေဟာအစာရှာဖွေစားတော့ကြဖို့သူတို့နေရာထိုင်ရာနေရာဌာနတွေကနေအရှိုးထွက်သွားကြတော့တယ်။ညရဲ့တိတ်ဆိတ်မှုကိုကြိုးပြလိုက်တဲ့အတန်တွေဒါအိရှိတန်ပန်းတကားဖွင့်နေတဲ့အတန်မတ်သူစာအတန်ကြားတော်နဲ့တန်းသိလိုက်တယ်။ပထမတော့အိတ်ချင်မှုတူနေမို့လို့ခင်မွန်းတဲ့ကိုစော်ဝင်းပြန်လာတာလားလို့တွေးမိသေးတယ်။ဒါပေမဲ့လေချက်ချင်းဆိုသူတို့မဖြစ်နိုင်ဘူးလို့ဆိုတာသိလိုက်တယ်။သူတို့ရန်ကုန်တာမွေကနေ30မြို့ကိုပြောင်းလာတာမကြသေး။ကားလန်အနောက်ဘက်ကဒေါဝီတန်းရက်မှာခြံကွက်တစ်ကွက်ဝေးခြံဝေတော့ကပါရင်အင်္ဂလိပ်ကိုဖျက်ပြီးအိမ်အသေးပြန်ဆောက်တယ်။အိမ်အသေးပြန်ဆောက်တယ်ဆိုပေမဲ့အိမ်ဟောင်းမှာပဲတောင်ကျေရွာလေးတစ်ရွာကအိမ်ဟောင်းကိုဝေးဖြတ်ယူလာပြီးတော့ပြန်ဆောက်တဲ့အိမ်သစ်ပါတောင်ကျေရွာဆိုတော့တစ်သားတွေကကောင်းနေတိုင်တွေကအချင်းတပေလောက်ရှိတဲ့ကျွန်းတိုင်လုံးတွေထုတ်ရှာတိုင်မြားတွေကလည်းကျွန်းခွဲသားတွေကြီးပြီးရှမနဲ့အစင်တွေလောက်ပဲပြင်ကရိုးသစ်တွေပါတယ်အိမ်ဆောက်ပေးပြီးတော့နေကိုကျော်ဝင်းကသူကားမအလုပ်ရှိရာရန်ကုန်ကိုပြန်သွားရတယ်အိမ်မမက်သူစာသားလေးနှစ်ယောက်နဲ့တနည်းရွေသမီးလေးတစ်ယောက်တို့ကြံခဲ့တယ်ကိုကျော်ဝင်းလာကုန်ပြီးလောက်မှပြန်လာဖြစ်မယ်ဆိုတာချက်ချင်းသတိရလိုက်တယ်မသူစာကလေးတွေမနိုးအောင်သတိထားပြီးအရာကနေထားတယ်တကားစီကိုခြေဖွက်ပြီးတော့အသာလျှောက်လာတယ်တကယ်ရွက်မှာဖြစ်နေတဲ့အပေါက်ငယ်ကနေချောင်းကြည့်လိုက်တယ်ဟင်ဒါဘလို့ဖြစ်တာလဲခြံတကားတီးတီးချာချာပိတ်ထားတော့ဟုတ်တယ်ခြံတကားနှစ်ရွက်လုံးပွင့်နေတယ်သူမအိပ်မီကခြံတကားတီးတီးချာချာပိတ်ခဲ့တော့သတိရလိုက်တယ်တကားအတန်မန်တကားတကယ်ရွက်နှစ်ရွက်စီပြီးတစ်ဖက်မှာရှိတဲ့တန်ခွင်းလေးတွေကိုမင်းထုံထိုးရတယ်တော့ကလောင်မရှိပေမဲ့အလွယ်တကူဖွင့်လို့တော့မရအောင်အခုဘာလို့ပွင့်နေတာပါလဲခြံတကားဖွင့်တယ်လေကြားရတယ်သိကြပြီလူတယောက်ဝင်လာတာပဲဖြစ်နေအန်တရဲ့တတိပဲခေါင်းလောင်းတန်တွေသူ့ရဲ့အာယုံမှာစူညံသွားတယ်မတ်သူစာအိယာဘက်ကိုပြန်လာပြီးသူအနီးနောက်မှာပဲအမြဲတမ်းထားရတဲ့ဓာတ်ရှိကိုကိုင်းထားလိုက်တယ်တကိုးဖြစ်ဖြစ်ဓမြဖြစ်ဖြစ်ဘလို့လူမမတ်သူစာမကြောက်ဘူးအိမ်ပေါ်ကိုတက်လာလို့ကတော့ဓာတ်နဲ့ခုတ်ပြစ်မှသိကြတယ်ခင်မိုးသိန်းကတရွာတကြီးစီးပွားရှာနေတဲ့ချိန်မှာအိမ်မှာကြံခဲ့တဲ့သူ့အနေနဲ့လေမိသားစုကိုအသက်နဲ့လဲဆောင်းရှောက်ဖို့အတိတရားနဲ့တတိဝီရှိနေမတ်သူစာဓာတ်ကိုကိုင်းပြီးအသာငြိမ်နေလိုက်တယ်အိမ်မော်တက်လာဖို့စူးစမ်းလို့ကတော့ရှိန်အောင်စဉ်းစားမှမဟုတ်တော့ဘာဖြစ်ဖြစ်ခုတ်ပြစ်မှာပဲအဲ့ဒီလိုမျိုးလဲရက်တီပြန်ဆုံးဖြတ်ထားရင်ဒါပေမဲ့လေချိန်တွေသာတဖြည်းဖြည်းကြာလာတယ်ဘာတမ်းမှစံမကြောင်းရတော့ဘူးအချိန်တွေဘလောက်ထိကြာမြင့်သွားလဲမသိဘူးသူငိုင်းမြင်ပြီးတော့မိကနေအိပ်ပျော်သွားတယ်ခြံတကားပေါက်ကတန်ပန်းတကားမြည်တန်ကသူ့ကိုလှုံနိုးလိုက်ပြန်တယ်သူအလန့်တကြားနိုးပြီးတော့တကားပေါက်ကနေခြံတကားကိုလမ်းကြည့်တယ်အိမ်ရှိမီအောင်ကြောင့်ခြံတကားကိုလင်းလင်းရှင်းရှင်းမြင်နေရတယ်ခြံတကားရွက်ဒီနောက်မှာဘယ်သူမှရှိမနေတက်ရှိတဝါဆိုလို့ခွေးတကောင်စောင်းတမီးဆိုတာတော့မတွေ့ရအောင်ဒါပေမဲ့လေစိုးစိုးတုံးကပွင့်နေတဲ့တကယ်ရွက်နှိမ့်ရွက်စလုံးကစိတ်ပြီးတော့ဖိတ်နေတယ်သူကြည့်နေခိုက်မှာပဲကလုံးကလန်းဆိုတဲ့အတန်းတွေထွက်ပေါ်လာတယ်အတန်းဤတူတူပင်သူတသက်မှာတခါမှမကြောက်ဘူးမမြင်ဘူးမတွေ့ဘူးချိုးစားတစ်ခုကိုမြင်တွေ့လိုက်ရတယ်ဟုတ်တယ်ဘသူမှမရှိပဲပိတ်သွားတဲ့တန်ပန်းတကားကတန်မင်းထုတ်ဟာသူ့အလိုလိုရွှေ့ပြီးတော့တစ်ပတ်တကယ်ရွက်ကတန်ခွင်းလေးထဲကိုဝင်သွားတယ်မျက်စိရှိမှမျက်ဝါးထင်ထင်မြင်နေရတဲ့မြင်ကွင်းကြောင့်မတ်သူစာကြက်တီတစ်ပြင်းပြင်းထသွားတယ်ကောင်းတဲ့ပန်းကြီးကြီးသွားတယ်အချိန်တွေကဒီလောက်နေရက်မသွားသေးဘူးခြေတံတွေလူတယောက်ရဲ့ခြေတံတွေတစုံတယောက်ချောင်းဝင်းထဲကနေအိမ်ဘက်ကိုရှောင်လာတဲ့ခြေတံတွေသူကြားနေရတယ်ထင်ထင်ရှားရှားကြားနေရတယ်ဒါပေမဲ့လေဘယ်သူမှမရှိဘူးခြေတံတွေကတစားတစားနီးကန့်လာတယ်အိမ်တစမ်းမဲ့အထိကိုပဲနီးကန့်လာတယ်ခြေတံတစ်ချက်နဲ့ချက်နောက်ဆုံးကြားလိုက်ရပြီးဘာတမ်းမှမကြားရတော့ဘူး
ညာပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်တိတ်ဆိတ်ငြိမ်သက်သွားတယ်ဒါပေမဲ့မတ်သူစာရှင်တွေကတော့တတုံးတုံးနဲ့ခက်ကြံကြံခုန်နေတော့တယ်လူတစ်စုံတရားမှမမြင်ရပဲသူ့လိုပွင့်သွားတဲ့တကားအလိုလျောက်ပြန်ဖိတ်ပြီးမင်းတုံထိုးနေတဲ့တကားနဲ့ချက်ရင်မြင်ကွင်းအကောင်ထဲမမြင်ရပဲခြံထဲဝင်လာတဲ့ခြေတံမြောင်တစ်ခုပြီးတစ်ခုသူ့မျက်လုံးတွေကမထွက်အောင်ဖြစ်နေရတယ်ကြားရတဲ့ခြေတံတွေကခြံထဲမှာမဟုတ်ဘူးအိမ်ပေါ်မှာသူတို့အိတ်ခမ်းရဲ့ခေါင်းရင်းကအဲကန်ထဲမှာလူတယောက်တရှက်ရှက်သွားနေတယ်ဟိုသွားလိုက်ဒီသွားလိုက်ခြေတံတွေကလည်းရက်သွားလိုက်ထွက်ပေါ်လာလိုက်နေသူကြောက်လွန်းတာကြောင့်အိတ်လို့မရတော့ဘူးသူနဲ့ကလေးတွေရှိတဲ့အိတ်ခမ်းထဲဝင်လာလိမ့်မလားတရေဆိုတာပုံရိပ်တွေကလို့ရုပ်ပြက်ဆင်းပြက်အကောင်ကြီးတွေလားအဆွေကြီးနေလားတကူလုံးအမွေးတွေနဲ့လားအမျိုးမျိုးတွေးရင်းနဲ့ကြောက်နေမိတော့တယ်ခေါင်းတွေကြီးနေတယ်မတ်သူဆောင်အိမ်တော်မကြမီကသူနာပြုတ်လုပ်ခဲ့ဘူးလေသူမျက်စိအောက်မှာသူ့လမ်းပေါ်မှာအသက်ဖြောင်းသွားတဲ့လူနာတွေကြုံဘူးလေညာကြီးမင်းကြီးပိတ်ဖြူဖုံးထားတဲ့လူသေးအလောင်းတွေကိုတန်ခေါင်းကြီးတဲ့ထက်ဘိတ်တက်လင်းပေါ်တင်ပြီးတော့သူကိုယ်တိုင်ရင်ခွဲယုံနေတချောင်းချောင်းနဲ့အရောက်ပို့ဘူးတယ်ဒါကြောင့်မဲကြောင်လန့်စိတ်မရှိသလောက်နေပါရီအခုတော့သူနာပြုတ်လို့ကထွက်သွားတာချားလို့လားတရေထောက်တာခဏခံရတာကြောင့်လားတော့မသိပါအသေးငယ်တလို့ဖြစ်လာတယ်လိပ်ပြန်လန့်လာတယ်ညောင်းရုံမှာဟိုတာကြောင်လန့်လာနေတယ်တညာနှစ်ညပဲစောင့်ကြည့်လိုက်ရတယ်တရေသားချမ်းနေတာကိုစောဝင်းကိုယ်တိုင်တိသွားတယ်တရေကသူတို့ခြံထဲမှာရှိနေတာဖြစ်ပြီးညမှာခြံတကားဖွင့်ပြီးတော့အပြင်ထွက်တယ်သူပြန်ဝင်လာတဲ့ကောင်မှလည်းခြံတကားပြန်ပိတ်လေးရှိတယ်ဆိုတာသဘောပေါက်သွားတယ်နောက်ပြီးတော့ညနဲ့တကားအဲကန်ထဲမှာလမ်းလျှောက်နေတဲ့ခြေတံတက်ဆက်ကိုလည်းသူကိုယ်တိုင်ချလိုက်ရတယ်သူအိမ်ရောက်ပြီး၃ရက်မြောက်ညမှာတော့အဆိုးဆုံးအခြေအနေတစ်ခုနဲ့ကြုံလိုက်ရတော့တယ်အဲ့ဒီညတညလုံးဘာနောက်ရှမ်းမှမတွေ့ရကောင်းကောင်းမွန်မွန်အိပ်ဆက်ကြရတယ်ပြဿနာကမိုးလင်းကောင်ကြီးချိန်ကြောင်မှဖြစ်တာထုံးစံအတိုင်းမတ်သူစာအိယာကထားတယ်မနက်လင်းမိဆိုတဲ့အတွင်းနဲ့ကိုစော်ဝင်းထားလိုက်မသွားတော့ပဲစက်အိမ်နေလိုက်တယ်ဘလောက်မှမကြဘူးစူးစူးဝဝငဲတန်းပေါင်းអော်လိုက်တဲ့မတ်သူစာရဲ့အတန်ကိုကြောင်းလိုက်ရတယ်ကိုစော်ဝင်းကအမြင်လင်းလူလေးထပြီးပြေးသွားလိုက်တယ်အိမ်ရှိတကားဝမှာမတ်သူစာရက်နေတယ်မျက်စိစုံမိပြီးကြောက်လက်တဲ့ကြောင်အော်ဟစ်နေအလုံးကျူကြောင်းလန့်နေတာကြောင့်သူတကိုယ်လုံးတစ်ဆက်ဆက်တုံနေတယ်ဘာလဲဘာဖြစ်တာလဲကိုစော်ဝင်းအမောတကောနဲ့မေးလိုက်တယ်တက်ရဲကိုစော်ဝင်းရသဘောပေါက်လိုက်ပြီးမတ်သူစာတရင်အချောင်ခံရပြီမတ်သူစာကိုအသားအရာဖေးမမတွဲခေါ်ပြီးအိမ်ရှိခန်းလေးကိုခေါ်လာခဲ့လိုက်တယ်စိတ်ငြိမ်ပြီးအလက်အကြောက်ပြေးသွားအောင်ရှေ့တစ်ခွက်ခတ်တိုက်လိုက်တယ်ခဏကြာတော့မတ်သူစာပုံမှန်ပြန်ဖြစ်သွားတယ်အောက်စင်းမလို့တကားကိုဖွင့်လိုက်တော့လှေကတဲ့မှာလူကြီးတယောက်ကြိုးပေးပြီးတော့ထိုင်းနေတယ်တကားဖွင့်တန်ကြလို့နေတူပါရဲ့ကျမကိုမောကြည့်နေအရေးပြားတွေရှုံးတွားနေတဲ့ရုပ်ပြက်စင်းပြက်မျက်နှာကြီးတိတ်ကြောက်တာပဲအဲ့ဒီလိုမျိုးမတ်သူစာကပြောနေတယ်ဒီတရေကြီးဖဲထွက်သွားတာလေမေးလိုက်တဲ့အခါမှာလှေကတဲ့မှာပဲပျောက်သွားတာဆက်လက်ပြောပြတယ်အစပထမမှာအတန်ပလန်လေးပဲစောင်းရတဲ့တရေအခုအကန့်ဟန်ထဲပါတွေ့လာရပြီဒါတပြေးပြေးအတင်းရဲလာတာပဲနောက်ဒီထက်ပိုဆိုးလာရင်လူတွေပါဒုက္ခရောက်နိုင်တယ်ခလေးတွေလည်းရှိသေးတယ်ဒါကြောင့်မဲတရေကိုမြင်နှင်ထုတ်ဖို့လင်မယားနှစ်ယောက်တိုင်ပင်လိုက်ကြပါတော့တယ်တယောကဆရာကြီးကဆံမန်သဲမန်တွေကိုယူပြီးခြံပပတ်လင်ကိုကိုထိုင်လိုက်ပြီးတော့ကျဲပတ်တယ်နောက်ပြီးတစ်ချက်လုံးကိုချီမန်းကျိုးတွေနဲ့သုံးပတ်တယ်စီရင်တွေလုပ်ပြီးတော့အိမ်မော်ကိုပြန်တက်လာတယ်အိမ်ရှိအဲကန်ထဲမှာကိုဆောင်ဝင်းတို့လင်မယားရင်ဆွေမျိုးသားချင်းအချို့နဲ့အင်းကြီးချင်းတွေစုစုပေါင်း10ယောက်15ယောက်လောက်ထိုင်နေကြတယ်ဆရာကြီးကကလေးငယ်တွေတယောက်မှမရှိစေနဲ့ဆိုလို့အိမ်ပေါ်ကကလေးငယ်တယောက်မှမရှိပါကိုဆောင်ဝင်းကသူတို့ကလေးတွေကိုထချန်ကျော်ဆွေမျိုးအိမ်ကိုပို့ထားတယ်ဆရာကြီးကအိမ်ပေါ်ရောက်နေတဲ့ပရိသတ်အားလုံးကိုလက်ဟုတ်ချီခိုင်းပြီးတော့ဖျားကိုအာယုံပြုစီတယ်အဲဒီနောက်မှာဆရာကြီးကတစုံတစ်ခုကိုနှုတ်ကတူရွတ်ဆိုနေသူရွတ်ထတာကကာထာမန်တန်ရွတ်တာမျိုးမဟုတ်ဘူးတစုံတစ်ယောက်ကိုငောင်ငံချိန်မောင်းနေတဲ့အတန်မျိုးဖြစ်တာကြောင့်တရေကိုဝင်ပူအမိန်ပြီးနေပြီဆိုတာအားလုံးအလိုလိုသဘောပေါက်နေတယ်ဆရာကြီးရဲ့တန်နဲ့မန်နဲ့စူးဆိုတန်ကလဲပြီးအခန်းထဲမှာအကြတန်ပင်ကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေတော့တယ်15မိနစ်လောက်ကြာမှထူးခြားမှုတစ်ခုစပြီးတော့ဖြစ်တယ်မတ်သူစာတယောက်လက်အုပ်ကြီးပစစ်တူးတုံထိုင်နေရာကနေရုတ်တရက်ခွေးကနေလဲကျသွားတော့တယ်ဆရာကြီးကချီမန်းကြိုကွင်းတစ်ခုယူပြီးတော့မတ်သူစာရဲ့လဲဘင်းကိုစွတ်ပေးလိုက်တယ်ပါဇက်ကလည်းချုပ်လိုက်ပြီလို့ပြောတယ်ဘာမှမလုပ်ပေးနဲ့ဒီအတိုင်းကြည့်နေဆရာကြီးရဲ့စကားကြောင့်ပြုစုပေးဖို့ဟန်ပြနေတဲ့မိန်းမတချို့ဒီအတိုင်းပြန်ထိုင်ပြီးမတ်သူစာကိုကြည့်နေကြတယ်
ချက်ချင်းဆိုသလိုတရင်အင်းကြီးတွားရင်းနဲ့မတ်သူစာတတိပြန်လိန်လာတယ်မတ်သူစာပစတူတို့ထိုင်နေရာကနေယောက်ျားကြီးထိုင်တယ်လို့တင်ပြင်းခွေအနေအထားကိုပြောင်းထိုင်လိုက်တယ်ခန္ဓာကိုယ်ကလည်းရှေးနှောက်လှုပ်ပြီးရင်းခါနေတယ်မတ်သူစာကိုတရင်ဝင်ဘူးနေပြီးဆိုတာအားလုံးကသဘောပေါက်သွားကြတော့တယ်ကဲပြောစမ်းခမဘသူလဲဆရာကြီးအမိန်ပေးလိုက်တာနဲ့မတ်သူစာနှုတ်ကစကားတန်ထွက်လာတယ်ဒါပေမဲ့မတ်သူစာရဲ့ပင်ကိုယ်တန်မဟုတ်ဘဲယောက်ျားကြီးတယောက်ရဲ့တန်ဖြစ်နေတာကြောင့်အားလုံးကအံ့အားသင့်ဖြစ်သွားတယ်ရှုပ်ကလည်းရုပ်ဆူဆူလူအကြီးတယောက်ရုပ်မျိုးပြောင်းသွားတာကြောင့်မိမတချို့လန့်ပြီးတော့အနောက်ကိုစုပ်သွားကြတယ်ကျုပ်နာမည်စိုးပေမတ်သူစာကအတန်အောကြီးနဲ့ပြန်ပြောတယ်ခမဘလို့အကြောင်းကြောင့်ဒီဟင်ကိုလာတာလဲဒါကျုပ်အိမ်ကျုပ်ပိုင်နေအိမ်ဒါကြောင့်ကျုပ်လာနေရတရေပြောတဲ့စကားကြောင့်မင်းကိုစုံဝင်းကအံ့ဩသွားတယ်ဒီအိမ်ကကိုစုံဝင်းမတ်သူစာတို့ပိုင်နေအိမ်မှာဘလို့ကြောင့်ခမအိမ်ဖြစ်ရတာလဲကျုပ်ကိုယ်တိုင်တောင်ပေါ်တက်ပြီးတစ်ခုတ်ခဲ့တယ်တောင်အောက်ကိုအရောက်ကျုပ်ပခုံးနေထမ်းပြီးမှကျုပ်ကိုယ်တိုင်စောက်ခဲ့တဲ့အိမ်ကျုပ်အိမ်မဟုတ်လို့ဘသူအိမ်ဖြစ်ရမလဲဒီတော့မှပဲဆရာကြီးရောကိုစုံဝင်းရောပရိသတ်တွေရောကိုစုံဝင်းအိမ်ဟောင်းဝဲရကအင်ကိုဆွဲပြီးတော့ပါလာတဲ့တရေဆိုတာသဘောပေါက်သွားတော့တယ်။အော်ခမအင်ကိုဆွဲပြီးတော့မိကန့်နေတာကိုဒီအိမ်ရောက်ခမအိမ်မဟုတ်တော့ဘူးလေ။ခမမိန်းမနဲ့ခမသားသမီးတွေစိတ်တူညီမှုနဲ့ရောင်းလိုက်လို့ကိုစုံဝင်းတို့ကတန်ရာတန်ကျေးပေးပြီးတော့ဝယ်ထားတာ။ဒါကြောင့်ကိုစုံဝင်းတို့ပိုင်နေအိမ်ဖြစ်သွားပြီ။ခမနဲ့ဘာမှမဆိုင်တော့ဘူးလေ။ဒါတွေကျုပ်မသိဘူး။ကျုပ်သိတာဒီအိမ်ဟာကျုပ်အိမ်ဖြစ်တယ်ဆိုတာပဲ။ဒေါသတကြီးအောင်ရင်းနေတဲ့တရင်ရဲ့စကားတွေကြောင့်ဆရာကြီးကပြုံးလိုက်တယ်ပြီးတော့လေးအေးလေးနဲ့ပြောလိုက်တယ်မသေးမီကလေးကဒီရင်ကိုဆွဲပြီးတော့အာဝိဇ္ဇာတွေထူပြောခဲ့ပုံရတယ်ဒါကြောင့်မင်းလာရကတိမကောင်းမင်းတရေတစီဖြစ်လာခဲ့ဟောအခုတရေတစီဘဝမှာလေဘာမဟုတ်တဲ့ဒီရင်ကိုပဲဆွဲလန်းတက်မှတ်နေပြန်ပြီဒီလိုအမိုက်မောင်တွေဖုံးလွှမ်းနေမှာတော့အရီမီတီယာဖျားပွင့်လာတာဒီရုံညံ့ရဲ့ဘဝကနေလွတ်မှာမဟုတ်ဘူး32ပုံသားစုံလင်နွားတွေဖြစ်တဲ့တထဝမှန်သမျှငါသားငါမယားငါအိမ်ငါဟာငါဥစ္စာရှူတာပဲဆွဲလန်းနေကြတယ်ဒါတွေအားလုံးတစ်ခုမှကြံအကုန်လုံးထားခဲ့ရတာပဲမဟုတ်လားစင်းရဲနှုံကြလွန်လာတဲ့ဒီဘဝကလွတ်အောင်မေးစူးစမ်းကြမှာဆရာကြီးရဲ့တရားစကားကိုတရေစိုးပြီးနားလည်လိုက်တယ်စောစောကလူခွန်းတော့မပြန်တော့ငိန်နားထောင်နေတယ်ဆရာကြီးကတရေစိုးပြီးရင်အကဲကိုတစ်ချက်ကြည့်လိုက်တယ်ပြီးမှဆက်ပြောတယ်ခမည်းကတော့ခမည်းဘာသာဒွာလာနေပြီမင်းတရင်တွေတူတူနေတဲ့ကြောင့်လေလူတွေကြောင့်တော့ထဲရလန့်ရကြောက်ရွံ့ရဖြစ်နေကြတယ်လူသားနေနာနာဘဝဆိုတာကလည်းအတူနေလို့မရဘူးဒါကြောင့်ခမည်းအနေနဲ့ဒီဝင်ဒီချန်ထဲကနေထွက်ပြီးတော့တင့်တင်ရဘုံဌာနကိုပြောင်းရွှေ့နေထိုင်ဖို့မြစ်တာရက်ခံအပ်ပါတယ်ဆရာကြီးရဲ့စကားဆုံးမှာပြီးတရေဆိုပြီးရဲ့မျက်နှာငုံသွားတယ်ကျုပ်ကိုယ်တိုင်ခမည်းအတွက်ဘုံဌာနရှာပေးရမလားခမည်းဘာသာရှာမလားတရေဆိုပြီးမျက်နှာမော့လိုက်သူ့အမူအရာကညှိုးငင်နေနေသူနှစ်ဘဝအတိုင်းဆွဲလန်းခဲ့တဲ့အိမ်ကိုစွန့်ခွာရမှာကြောင့်ထွန်းနေနေပုံရတယ်ပြီးတော့အကွဲကွဲယောက်ျားတန်ကြီးနဲ့ကျုပ်နားလေပါပြီကျုပ်ဒီအိမ်ကနေဒီညမှာပဲထွက်ခွာသွားပါမယ်လို့ပြောလိုက်တယ်တရေဆိုးပေစီကဆဲချရတဲ့ဂရီစကားကိုရယူပြီးမှဆရာကြီးကမတ်သူဆိုင်ရဲ့လေဘေးမှာဆွတ်ထားတဲ့ချီမန်းကွင်းကိုဖြုတ်တယ်တရေဆိုးပေကိုမတ်သူဆိုင်ရဲ့ခန္ဓာကိုယ်ကနေထွက်ခွာခွင့်ပြုလိုက်တယ်ခါရိုင်းညရီမှာည8 နာရီဝန်းကျင်လောက်တရေစိုးပေအစာရှာထွက်လေးရှိတယ်။သူထွက်တာနဲ့ပိတ်ထားတဲ့တန်ပန်တကာဖွင့်တန်ကြားလေးရှိတယ်။ကိုစုံဝင်းနဲ့မတ်သူစာတို့လင်းမယားတညလုံးမအိပ်ဖဲတတိထားနေကြပြီမင်းတကောင်ကျော်လေးတိုင်အောင်ဘာတမ်းမှမကြားရသေးဘူး။မနက်အာယုံတက်ခါနေလင်းအားကြီးချိန်ရောက်မှကိုလန်ဆိုတဲ့တန်ပန်တကာဖွင့်တန်ကိုကြားလိုက်ရတယ်။သူတို့အသာထားကြည့်တော့ပွင့်သွားတဲ့တန်ပန်တကာတွေသူ့အလိုလိုပြန်ပိတ်သွားတာကိုတွေးချရတယ်။တရေစိုးပေအပြီးထွက်သွားတာမို့လို့တကားကိုသေးချာလေးပြန်ပိတ်ပေးသွားတာပဲကိုဆောင်ဝင်းရမတ်သူစာကိုဒီတိုပြောလိုက်တယ်ဟုတ်ပါတယ်သူပြောတဲ့အတိုင်းပါပဲအဲ့ဒီညကစပြီးတော့တရေဆိုးဖီရဲ့အတန်ကိုသူတို့မကြားရတော့ဘူးမျိုးမတူဆက်ချောင်းလူနဲ့နာနာပါဝပြီးမြင်နေထုတ်လိုက်ရတဲ့အတွက်ကိုဆောင်ဝင်းရောမတ်သူစာပါစိတ်မကောင်းဖြစ်ကြရင်ဘလို့ပဲဖြစ်ဖြစ်သူတို့ဘာမှမတတ်နိုင်တော့ဘူးဆွဲလန်းသက်စီဆိုးပေတယောက်ဒီလိုမကောင်းဆိုးဘဝကနေအမြန်ဆုံးလွတ်မြောက်ပါစေဆိုရင်စူဆောင်စကားတခုဆိုယုံကနေပြီးသူတို့ဘာမှမတတ်နိုင်တော့ဘူးဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်းတို့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဆုံးထိနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။